Nick ဟာနေတိုင်းအိမ်ပြန်ရောက်တဲ့အချိန်မှာအိမ်ရှိလှေကားပေါ်ကိုဓာတ်စီလောင်းပြီးသူ့ရဲ့အနှံ့ကိုဖျောက်ပစ်လေ့ရှိပါတယ်။နေအောင်ရဲ့နောက်ဆုံးအလင်းတန်းမပြောက်ကွယ်ခင်မှာလည်းအိမ်တကားနဲ့သတင်းပေါက်အားလုံးကိုအထူ8 စင်တီမီတာရှိတဲ့တံပြားတွေနဲ့ပိတ်ဆို့ထားပါတယ်။ဒါတောင်မှသတိကိုတစ်စက္ကန့်တောင်မလျှော့ရဲပါဘူး။ညတိုင်း Nick ဟာတနက်တစ်လက်ကိုလက်ထဲမှာကင်ထားပြီးသူ့ရဲ့ခွေးနဲ့အတူရေချိုးကန်ထဲမှာပုန်းနေရပါတယ်။ဘာလို့လဲဆိုတော့အပြင်မှာရှိတဲ့ဘီလူးတွေကအချိန်မရွေးအိမ်ထဲကိုဖောက်ဝင်လာနိုင်လို့ပါကဘာတဝန်းကိုတေးစေနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးပြန့်နှံ့သွားခဲ့ပြီးလူတွေနဲ့တိရစ္ဆာန်တွေကိုနေအောင်ကြောက်တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တရဝါတွေဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ Nick ကတော့ကံကောင်းသူတွေကတယောက်ဖြစ်ပြီးဗိုင်းရပ်စ်ကိုခုခံနိုင်တဲ့ကိုယ်ခံစွမ်းအားရှိတာကြောင့်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူဟာသူ့လိုပဲအသက်ရှင်ကျန်နေတဲ့သူတွေရှိသေးမယ်လို့အမြဲယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်နေတိုင်းသူ့ရဲ့ခွေးနဲ့အတူလူမရှိတော့တဲ့မြို့ကိုလှည့်လည်ရှာဖွေပေမဲ့အသက်ရှင်သူတယောက်တလေကိုတော့မတွေ့ခဲ့ပါဘူး။အထီးကျန်မှုကိုမခံနိုင်တော့တဲ့အချိန်တွေမှာတော့စတိုးဆိုင်တွေကအယုတ်တွေကိုစကားပြောရင်းစိတ်မပြတ်သွားအောင်စူးစမ်းခဲ့ပါတယ်။ဇီဝဗေဒပညာရှင်တယောက်ဖြစ်တဲ့ Nick ဟာဗိုင်းရပ်စ်ကိုဆက်လက်သုတေသနပြုနေခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ကိုယ်ပိုင်သွေးကိုအသုံးပြုပြီးကူးစက်ခံထားရသူတွေကိုလူသားအဖြစ်ပြန်လည်ကုသနိုင်မယ့်ဆေးကိုဖန်တီးဖို့ပါ။တနေ့မှာတော့သူဟာအောင်မြင်မှုတစ်ခုရရှိခဲ့ပါတယ်။စမ်းသပ်ခန်းတွေကကြွက်တကောင်ဟာဗီဇပြောင်းလဲထားတဲ့အခြေအနေကနေပုံမှန်အခြေအနေကိုပြန်ရောက်လာခဲ့ပါတယ်။ဒီတွေ့ရှိချက်ကြောင့် Nick အယံဝမ်းသာသွားပြီးလူသားတွေအပေါ်စမ်းသပ်ဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်။သူဟာထောင်ချောက်တစ်ခုဆင်ပြီးကိုယ်ပိုင်သွေးကိုမျှစအဖြစ်အသုံးပြုခဲ့ပါတယ်။မကြာခင်မှာပဲကူးစက်ခံထားရတဲ့အမျိုးသမီးတစ်ယောက်ကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့တခြားကူးစက်ခံထားရသူတွေကတော့အဲ့ဒီအမျိုးသမီးနဲ့ထူးဆန်းတဲ့ဆက်နွယ်မှုရှိနေတယ်လို့အနီးကပ်လိုက်လာခဲ့ကြပါတယ်။နေအောင်ကိုကြောက်တဲ့အတွက်သူတို့က Nick သူမကိုခေါ်သွားတာကိုသာကြည့်နေုံကလွယ်ပြီးဘာမှမလုပ်နိုင်ခဲ့ပါဘူး။ Nick ဟာအဲ့ဒီအမျိုးသမီးကိုဓာတ်ခွဲခန်းထဲခေါ်သွားပြီးဆေးစမ်းသပ်မှုစတင်ခဲ့ပါတယ်။ဒါပေမဲ့ကာကွယ်ဆေးထိုးပေးပြီးတဲ့နောက်မှာတော့ဘာမှမပြောင်းလဲခဲ့ပါဘူး။သူမဟာအရင်လိုပဲရက်ဆက်ကြမ်းကြုတ်နေစေဖြစ်ပါတယ်။ကာကွယ်ဆေးစမ်းသပ်မှုကျရှုံးသွားခဲ့တာကြောင့် Nick ဟာသူမကိုမေ့ဆေးပေးပြီးတီးတန့်ခန်းထဲမှာချုံနှောင်ထားလိုက်ရပါတယ်။ဒါပေမဲ့သူမကိုဖမ်းဆီးခဲ့တဲ့လုပ်ရက်ကမတွေးမိတဲ့ကပ်ပေးကြီးကိုခေါ်ဆောင်လာမယ်ဆိုတာတော့သူမသိခဲ့ပါဘူး။နောက်တစ်နေ့မှာ Nick ဟာထုံးစံအတိုင်းမြို့ထဲကိုရှာဖွေရင်းရှေ့မှာရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကိုတွေးလိုက်ပါတယ်။စတိုးဆိုင်ထဲမှာရှိနေရမယ့်အယုတ်တရုတ်ကလမ်းအလယ်မှာရပ်နေခဲ့တာပါ။မဖြစ်နိုင်တဲ့ဒီမြင်ကွင်းကြောင့် Nick ရဲ့စိတ်ကပိုပြီးတုန်လှုပ်သွားပါတယ်။သူဟာတနက်ကိုချိန်ပြီးချက်ချင်းပစ်လိုက်ပါတယ်။အယုတ်ကလဲကျသွားပေမဲ့ Nick ဟာအရေးကြီးဆုံးစီကံတစ်ခုကိုမေ့သွားခဲ့ပါတယ်။တတိကိုဘယ်တော့မှမလျှော့နဲ့ဒါဟာထောင်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်။ကူးစက်ခံထားရသူတွေကသူတို့အဖွဲ့ဝင်တစ်ယောက်ကိုဖမ်းသွားတဲ့အတွက် Nick ကိုလက်စားချေဖို့ဒီထောင်ချောက်ကိုအထူးစီစဉ်ထားတာဖြစ်ပါတယ်။ရုတ်တရက် Nick ဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားပြီးတတိလစ်သွားခဲ့ပါတယ်။သူတတိပြန်ရလာချိန်မှာတော့နေဝင်နေပြီဖြစ်ပြီးကူးစက်ခံထားရသူတွေကသူတို့ရဲ့အမဲလိုက်ခွေးတွေကိုလွတ်ထားခဲ့ပါပြီ။နောက်ဆုံးကြံနေတဲ့နေအောင်ကြီးလေးသာသူ့ကိုကာကွယ်ပေးနေခဲ့ပါတယ်။ Nick ဟာမလုံနိုင်တော့အောင်ဒဏ်ရာရနေခဲ့ပေမဲ့ကားစီကိုတွားသွားခဲ့ပါတယ်။ကားထဲမှာရှိတဲ့တနက်တစ်လက်ကသာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေခဲ့တာပါ။နေအောင်ရဲ့နောက်ဆုံးလင်းတန်းပြောက်ကွယ်သွားတဲ့အချိန်မှာတော့ကူးစက်ခံထားရတဲ့ခွေးတွေကအားလုံးတပြိုင်နက်ထိုးစစ်ဆင်လာကြပါတယ်။အဲ့ဒီအချိန်မှာ Nick ရဲ့ခွေးကသူ့သခင်ကိုကာကွယ်ဖို့ရှေ့ကိုခုန်ထွက်သွားခဲ့ပါတယ်။ Nick လည်းတနက်ကိုလှမ်းယူနိုင်ခဲ့ပြီးတိုက်ခိုက်လာတဲ့ခွေးတချို့ကိုပစ်တတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်မှုအတွင်းမှာသူ့ရဲ့ခွေးကအကိုက်ခံလိုက်ရပါတယ်။အခုတော့ virus ကအချိန်မရွေးသူ့ရဲ့အချစ်ဆုံးအဖို့ကိုသိမ့်ပိုက်သွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါပြီ။